ရွှေချောင်းတွေလို့သဘောထားပြီးကော်ပြန်ကြော်တွေကိုထည့်ပြီးရှိခိုးကြတာပါကော်ပြန်နဲ့ထည့်မဲ့အသားအစာပလာကိုကိုနှစ်သက်ရာထည့်ကြတယ်နော်ကျမတော့ဒီတစ်ခါဝတ်သားရဲ့ဥနီရဲ့ကျက်သွန်ပြူထောင်းလာလေးအဲ့ဒါဦးစားပေးပြီးတော့မှထည့်ပြီးထုတ်ထားပါတယ်ရိုးရှင်းပြီးအရသာရှိရလေးဖြစ်ချင်လို့ကျက်သွန်ဖြူခါကြက်ဥနီစားချုံမုတ်ငရုတ်ကောင်းကော်မုတ်ဒါတွေပဲထည့်ပြီးနေလိုက်တာစီးအောင်နေပြီးွားရင်ဘူးလေးတဲ့ထည့်ကော်ပြန်ထိုင်လိမ့်နေအောင်ပါပဲအရင်တော့ကလေပွဲတစ်ခုအတွက်အဲ့လိုဟင်းချက်မဲဆိုရင်လေချူတင်ပြင်ဆင်ရမယ်ဆိုတော့တိတ်နားမလေခဲ့ဘူးခုနောက်ပိုင်းဆိုရင်ရန်ကုန်စတိုင်လို့ပြောရမလားတချို့ဟာတွေပြင်ဆင်တယ်ရေကတရာနဲ့ခဲတဲ့ဟာခဲတယ်ပြင်ဆင်တဲ့နာပြင်ဆင်တယ်ပေါ့အဲ့လိုတွေလောက်တက်လာရင်ကိုယ့်အိမ်မှာလေလောက်ကင်မဲ့သူနေတဲ့လူဆိုရင်လေအဲ့လိုချူတင်ပြင်ဆင်ထားတာလေတကယ်ပွဲနေ့ရှစ်ခိုးမဲ့နေ့အဲ့လိုတစ်ခုခုနေ့ဆိုရင်လူကအရန်တက်တာတယ်ဟောက်မိတ်တွေပဲထည့်ပြီးရှစ်ခိုးချင်တဲ့လူတွေတော့ကတော့ဒီနေ့ကအရန်အဆင်ပြေတယ်ကျမလိုကြိုတင်ပြင်ဆင်ထားကြတဲ့လူတွေရှိကြလား comment မှာရေးခဲ့ပြီနော်